ပြောတင်တာပေါ့အကျဉ်းနာမရဲ့အချစ်စစ်ဖြစ်ရင်ဖွင့်ပြောတင်တာပေါ့တိတိချာချာဆန်းစစ်ပြီးမှချစ်ဖို့ခွင့်ပန်တော့ရေရာရာချစ်တတ်မှသာချစ်သလားမေးပါနော်ချစ်တယ်ပြောရင်ချစ်တယ်စကားလာပြောရင်မစွခင်ကပဲညှမိပြူအသေးသွင်းတစ်တော့အကောင့်မှာလာပြောကြတဲ့ချစ်ဖို့ကောင်းနေတယ်ကော်မလေးမရေးပေးသွားတဲ့ချစ်လုံးလို့ပါတယ်မစင်ညာမှာလာပြောထားတဲ့ချစ်မိသွား